နေ့ရက်တိုင်းကကိုယ့်အတွက် stage တစ်ခုလိုပဲဘလို့အန်ကယ်မျိုးကပဲရိုက်အမြဲတမ်း confidence ရှိနေဖို့အဓိကလေဘုံရှိရဲ့နေ့ရက်တိုင်းကိုလူပြိုလှပစီဖို့ပြုတ်ဝက်ချက်လေးပြောပြမယ်ဒါကတော့ကျမအမြဲအားကိုးရတဲ့ Perfect View American Aesthetic Center ပါမျက်နှာအသားရည်တင်းရင်ချက်ကပ်ဖို့အတွက် Perfect View High Full ကိုရွေးချယ်ဖြစ်ပါတယ်။ပါတွဲတာ smile line နဲ့မျက်အိတ်တွဲတာတွေကိုတိတိတတ်တာချက်ကပ်စေပြီးမေးစိနှစ်ထပ်ဖြစ်တာတွေကိုပါပျောက်ကင်းစေလို့အတော်လေးတာယာဖို့ကောင်းပါတယ်။မနာကျင်မဲနဲ့ collagen ထွက်ရှိမှုကိုအားကောင်းစေလို့10နှစ်လောက်ပြန်လဲနှုတ်ပြသွားသလိုခံစားရစေပါပါ။အထူးကတော့ long lasting ဖြစ်ပြီးတော့လှုပ်ပြီးချင်းပါတယ်အန်ဩစရာကောင်းတဲ့ result ကိုချက်ချင်းမြင်ရတာပါပဲပြီးတော့မျက်နှာတသွယ်လေးနဲ့ jawline ပေါ်လွင်စေဖို့ jawline botox ရဲ့ပခုံးတန်းတန်းလေးနဲ့ပိုလာနေစေမဲ့ Shura botox ကိုပဲဒီမှာပဲစိတ်ချလက်ချ treatment ယူဖြစ်ခဲ့ပါတယ်အမြဲတမ်း perfect ဖြစ်နေတဲ့အလှတရားအတွက် perfect view ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါရနော် perfect view journey to perfection